အားလုံးပဲမင်္ဂလာနေ့လေးဖြစ်ပါစေဒီနေ့ပြောချင်တာလေးတစ်ခုရှိလို့ပေါ့နော်အတိတရားလေးတစ်ခုပေါ့အဲ့ဒါလူတိုင်းအတွက်လည်းအကျိုးရှိမယ်ပေါ့နော်ဆရာတို့ကိုနိုင်ကလည်းကြင့်ကြံနိုင်မှအကျိုးရှိမဲ့အရာလေးတစ်ခုဖြစ်ပါတယ်ရွှေညောဣစာတရားမိတ်ဒီစေကိုင်းတော်အမြတ်ကြီးရဲ့ထွက်ရလန်းသို့ကြွားမြန်းသွားတော့ဘိုးတော်အဖေကြီးဦးမြခင်ဩဝါဒမှာဖျားဟောကောက်နှုတ်ချက်လေးတစ်ပုဒ်ဖြစ်ပါတယ်မဟာဝက္ကတန်ယုတ်ပါဠိတော်တဲ့သောတာဝတ္တိတန်ယုတ်ဝေလူဒွါရရက်မှာယဟန်များနဲ့တူမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာကောသလတိုင်းပြည်ကိုနော်ဒေသစာကြီးကြွချီတော်မူတယ်တဲ့အဲ့ဒီအချိန်မှာအဲ့ဒီဝေလူဒွါရရက်မှာရှိတဲ့ပုံနာတွေအကုန်လုံးဟာပုံနာရွာလို့ခေါ်တာပေါ့နော်အဲ့ဒီပုံနာတွေဟာအမတန်ချမ်းသာကြတယ်စီးစိမ်ဥစ္စာတွေနဲ့ပြေဝကြတယ်အဲ့ဒီပုံနာတွေဟာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကြွချီလာမှာကိုသိတဲ့အခါကျတော့သူတို့တွေအကုန်လုံးကဖះကိုစီးကြိုကြတယ်နော်စီးကြိုကြတယ်ဖះကိုသူတို့ကမေးစရာတွေရှိတယ်ရှောက်ထားစရာတွေရှိတယ်အဲ့လိုအဲ့နဲ့ဖះကြွလာတဲ့အခါကျတော့သူတို့ကဖះကိုတင့်ရော်ရာနေရာမျက်နှာသတင်းသုံးစီတယ်ပြီးတော့ဖះကိုမေးတယ်ပေါ့နော်ဘာတွေမေးလဲဆိုတော့ဖះတပည့်တော်တို့ဒီတဲ့သားသမီးတွေအစုံလင်းနဲ့အတူတကွနေကျင်ပါတယ်အဲ့လိုမေးတယ်နောက်တစ်ခုကကာတိတိုင်းဖြစ်အသုံးဆောင်ပစ္စည်းတွေပေါ့နော်အားလုံးနဲ့စိန်ခံကျင်တယ်လို့အဲ့လိုပြောတယ်ဒီခေတ်နဲ့ပြောမယ်ဆိုရင်တဲ့ဒီခေတ်ခုဖြစ်ပေါ်နေတဲ့စီးစိမ်ဥစ္စာတွေနဲ့အနက်ရေမွေးအကောင်းစားတွေနဲ့ပေါ့လေစိန်ခံကျင်တယ်လို့အဓိပ္ပာယ်ရတယ်တဲ့အဲ့လိုပြောတယ်နော်နောက်တစ်ခုထပ်မေးသေးတယ်ဖခင်တပည့်တော်တို့ဒီဤလူပြေ၌စီးစိမ်ဥစ္စာတွေရင်မိုးပြီးတော့နေပြီးဒီတကာလတေလွန်ပြီးဒီတကာလနတ်ပြည်ကိုလည်းရောက်ချင်ကြတယ်အရှင်ဖခင်အဲ့လိုလျှောက်တယ်ဖခင်ကသူတို့ရဲ့လျှောက်ထားချက်တွေအတိမတ်ပြုတယ်နော်ဖခင်ကသူတို့ဘယ်လိုပြန်ပြောလဲဆိုတော့ကဲအကုန်လုံးပြန်ဖြေလိုက်မယ်ပေါ့နော်ဘာလဲဆိုရင်အဲ့လိုမျိုးဖြစ်ချင်တယ်ဆိုရင်တခုတည်းတော့အရာကိုလှုပ်ဆောင်အောင်မယ်အဲ့လိုပြောတယ်ဘာခက်လို့လဲကျွန်တော်တို့ခိုင်းရအဖေကြီးဘိုးတော်ဦးမြခင်အဲ့လိုပြောတယ်ဖခင်ကဘယ်လိုပြောလဲဆိုတော့တင်တို့ရဲ့ဆန္ဒတွေအကုန်လုံးပြည့်မြောက်ခြင်းကိုချင်းစာစိတ်တရားမွေးပါတဲ့အဲ့လိုပြောတယ်ကဲကိုချင်းစာစိတ်တစ်လုံးတစ်ခုတည်းမွေးခိုင်းတာနော်ကိုချင်းစာစိတ်အဲ့ကိုချင်းစာစိတ်ဟာအခုလူတိုင်းမှာရှိအမတန်ကောင်းမယ်ဗျာတရားဘာကြောင့်ဆိုတော့ကိုချင်းစာစိတ်ကအမတန်ရေးကြည့်တာဟုတ်အတိတတိကတ်နေမှာလူတယောက်မှာကိုချင်းစာစိတ်ဆိုတာရှိမယ်လို့ဒါကျွန်တော်တို့ထင်တယ်ပေါ့နော်အတိတတိတွေလွတ်နေကိုချင်းစာစိတ်ကဘလို့မှရှိနိုင်တဲ့အကြောင်းမရှိဘူးသူများကောင်းစားရင်မနာလိုတာလို့နောက်တစ်ခုကသူများစင်ပြေမနာလိုတာလို့နော်အဲ့ဒါတွေကပြောဆိုကိုချင်းစာစိတ်ရှိတဲ့လူတွေရဲ့လောက်ရက်တွေလည်းမဟုတ်ဘူးဗျကိုချင်းစာစိတ်ရှိမှအားလုံးဟာအခုဖះဟောတယ်လို့ပေါ့နော်တင်တို့တစ်ခုတောင်းတဲ့ဆန္ဒတွေလိုမျိုးပြည့်လိမ့်မယ်လို့ဖះကဒါကိုသိလို့ဟောတာပေါ့အမတန်ရေးကြည့်တဲ့စိတ်ကကိုချင်းစာစိတ်ဖြစ်ပါတယ်အားလုံးကြမ်းပါကြပါစေ